welcome back to my channel ဒီနေ့လည်းပြင်သွားပြရှိရောသူတို့ get ready with me လောက်ကြရအောင် make up ကတော့အမြင်ပြင်နေကြ make up ပါပဲအင်ကြီးလေးရောလဲလိုက်ပါပေါ့ဒါပြီးရင်တော့သွားပါတော့မယ် bus ကားစီးပြီးတော့ပဲသွားပါပေါ့ကားစီးရင်ထိုင်ကုန်ပေါ်ကနေအပြင်ကိုငေးကြည့်ရတဲ့ခံစားချက်ကလေးဘာနဲ့မှမလဲနိုင်ဘူးကျမတော့ကားစီးပြီးပေါ်တိုင်း file လေးဖတ်တယ်တချင်းလေးနားထောင်ပါတယ်အိမ်မှာဝင်အရန်အလုပ်များရောဖာသိမ့်မဖတ်ဖြစ်ဘူးကဲခုရော full လေးပဲရောက်ပြီးဖို့တော့ကျမကားပေါ်ကနေဖင်ပြီးနောက်ကားပြောင်းစီပါတယ်ဘာလို့လဲဆိုတော့ခုကဂျန်ရှင်းမော်တင်ကိုသွားမှာမလို့ပါဒီနေရာလေးကိုဖြတ်တိုင်းလေးဒီနေရာလမ်းနဲ့ဖယ်ကိုတတိရတယ် Hi we're heading over to the junction mall thing to grab some foodကဲရောက်ပါပြီဒါတော့ကျမ farming little boss ပါဒီ file က cover ရောဖတ်တော့အရင်ကြိုက်တယ် I like this one this is their signature fried dumpling and I order what the pork noodle with mala and charcoal မြင်မှာဘလို့ menu လေးထပ်ပြပါပါဒါကျမမှာထားရဲ့ဝတ်သားမာလာခောက်ဖွေးလေးပါခောက်ဖွေးတော့ကြောင်မီးတွေရလေးပဲမှာလိုက်ပါကျွတ်ကျွတ်ဖက်ဖက်လေးနဲ့စားလို့ကောင်းတယ်ဒီ leather puff ကခောက်ဖွေးလေးကကျမခုတလော favorite ဖြစ်နေရလေအရန်စားလို့ကောင်းတယ်Chinese feature ပုံစံလေးပေါ့ကျမတော့စားနေတော့မှဒီတော့ကတော့စကားများနေပါတယ်ဖားပြီးတောက်ပြီးသွားပြီဆိုတော့ခုလမ်းရှာမဲ့အချိန်ရောက်ပါပြီဘာလို့လဲဆိုတော့ဒါပြီးသွားရင်ကျမနောက်တစ်ဆိုင်မှာထပ်သွားဖားအောင်မှာမလို့ပါ guys တောင်းရောက်ပြီဆိုရင်ရှေ့ဘုံကတော့မရှိမဖြစ်ဖားတယ်မိုင်းဒီတော့အေးရမီကိုဘိုက်ကောင်းအောင်လို့အဝါကြီးမှမလို့သူဒိုမီနိုလေးလဲဝယ်တိုက်လိုက်ပါဒါလေးကိုမြင်တိုင်းလေအိမ်ကမိသားစုတွေရောတငယ်ချင်းတွေရောတတိရရဲလုံးဝငယ်ဘွားကိုတန်တားဖီရဲ့အဖာလေးလို့မြင်ပါတယ်အခုရှိရတော့ရွှေပစုံမှာဝင်တခြား coffee fine တွေလိုမျိုးအေးဖေးဖေးလေးထိုင်လို့မရအောင်လူတွေလည်းရမ်းများဖို့ offer ပြရတယ်ဒိုးရပါတယ်ဗကားမဆက်ကျမ YouTube မှာဗီဒီယိုလေးတင်နေတာ3ပုတ်တောင်ရှိပြီအလုံးမအားရကြနဲ့ effort ထည့်ပြီးတော့လည်းတင်ထားရယ်ဒီလိုမျိုး YouTube ဗီဒီယိုလေးကြည့်ရတဲ့ပေါ်ကြတော့ကိုဗီဒီယိုလေးကိုပြင်ကြည့်ရလည်းရမ်းတဲ့ပေါ်ကြပါတယ်ဒါကြောင့်တင်ဖြစ်တာပေါ့နော်ရန်ကုန်တတိယဖြစ်ဖြစ်အိမ်ကိုလွမ်းတာပဲဖြစ်ဖြစ်ဆိုရင်ဒီ channel လေးကိုလာကြည့်လို့ရပါတယ်ဖုန်းလေးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် see you guys